ဦးဇင်းတို့သာသနာတရားနာပဲတပိတပိနဲ့သာသနာကလည်းတွေးကြည့်ဝမ်းနဲ့စရာကောင်းပါတယ်တရားနာပဲနိုင်ငံကျော်စာရေးဆရာဓမ္မဂတိကမေတ္တာရှင်ရွှေပြည်သားပြိတ္တကြားဘူးလေနော်မေတ္တာရှင်ရွှေပြည်သားရှင်ဇဝနာလူထွက်သွားတယ်ဦးဇင်းတို့တက္ကရာမသိတယ်နော်အိုးပြိတ္တကြားချင်းနှမျောလိုက်တာဝမ်းနဲ့လေဟာသာသနာတော်အတွက်တော့ပြိတ္တအင်အားကြီးတစ်ခုဆုံးရှုံးသွားတာပဲဝမ်းနဲ့လို့မှတရားနာပဲမဆုံးသေးဘူးနော်နိုင်ငံကျော်ဓမ္မဂတိကအရှင်စံတော်ဘာသာဖိုးလာမင်းလူထွက်သွားတယ်ဟောအတန်ကကောင်းကောင်းနဲ့ပြန်လာပြီလွန်စရာနောင်တိုးတွေအဲ့လိုသာသနာတော်အတွက်အင်အားတွေရုပ်တော်တရားနာပဲဆိုတော့မေတ္တာရှင်ရွှေပြည်သားအရှင်ဇောနာဦးဇင်းတို့တက္ကရာမတွေတရားနာဘူးတယ်မို့လားဖူးတယ်မို့လားကျွန်တော်တစ်ဖက်မတန်ရှာဘူးလေကျွန်တော်ပြည့်တဲ့တရားဟောလဲကောင်းတယ်စာရေးလည်းမကောင်းဘူးလားဟောစာရေးလည်းသိကောင်းတယ်ဦးဇင်းတို့သိကြည်ညိုတဲ့ဆရာတော်အဲ့ဒါမေတ္တာရှင်ရွှေပြည်သားအရှင်ဇောနာလူထွက်တယ်ဆိုတော့ကိုနာကိုတော့မယုံဘူးမဖြစ်နိုင်တာဒါတော့အနေထိုင်ကောင်းတဲ့ဘုန်းကြီးဒါတော့တရားဟောကောင်းတဲ့ဘုန်းကြီးလောက်စာရေးကောင်းတဲ့ဘုန်းကြီးလူမထွက်ပါဘူးပြည့်တဲ့သိညင်းနောက်ကြတဲ့နဲ့နောက်နေကြတဲ့ Facebook လည်းဖွင့်ကြတော့တရားနဲ့ရှာတို့အထုပ်ကြီးနဲ့ထွက်လာဟာသွားပြီကွာသိကြတယ်လူထွက်ပြီဒါနဲ့တရားနဲ့ပဲနောက်ရကြတော့ Facebook ကသတင်းလေးတစ်ခုတက်ဝမ်းသာစရာကောင်းမြစ်တန်ရှင်ရွှေပြည်သားအရှင်ဇဝနလူပြန်တော်ဦးစိုးမြင့်အားတဲ့ဂျာမနီနိုင်ငံမှာရောက်ရှိနေတော့မြန်မာမလေးမိုးမှသိန်း4500တင်၍တောင်းရမ်းသွားပါကြောင်းဟောပြိသိသိမလို့ပရိသတ်ရဲ့မေတ္တာရှင်ရွှေပြည်သားအရှင်သဝနာအသက်က50မိုးကတရားနာမယ်အသက်က30ရှိ20တောင်းกว่าတယ်ဦးနဲ့သမီးအဲ့ဟိုတရားနာမယ်သမီးကသိမလို့တင်တောင်းသွား4500ပရိသတ်အဲ့ဒီသတင်းလည်းဖတ်လိုက်တော့ပရိသတ်ပျော်သွားတာပေါ့ဟာပိုင်လိုက်လားကွာပိုင်လိုက်လားဟင်ခြေတော့တစ်ဖက်မတန်နဲ့မေတ္တာရှင်တောင်းသိ4500ဆိုရင်ငါနှစ်ဖက်လုံးတန်နဲ့9000မရရင်မထွက်ဘူးကွာလို့ပရိသတ်ကိုလေးလံတင်ထားတာစိတ်ဝင်စားရင်တော့9000ပဲအဲ့လိုတရားနာပေးတယ်ဘာရင်အမို့ဒါကြောင့်မကျုပ်ပါဇက်ကဗျံပရာပါဇက်နည်းနည်းသီးခံပြီးနားထောင်ပဲတဲ့တောင်းတရင်မြောက်ရောက်တဲ့ပါဇက်အဲ့လိုတရားနာပေးကျူးရှင်တရားနာပေးဆိုလိုတာကျူးရှင်မတက်ခဲ့ရစာသင်ခန်းထဲမှာတရားနာပေးဆရာမကအိတ်သွန်ဘာမောက်တင်ပေးတယ်ပြည့်ကျူးရှင်တက်ဆရာလိုသေးလားမလိုပါဘူးဗျာမှတ်ထားလိုက်တဲ့မှာတရားနာပေးတဲ့အရာအားလုံးမှာတရားနာပေးနယူတန်ရဲ့တံပြန်တက်ရောက်မှုကမရှိဘူးလားမရှိပါဘူးဗျာအဲ့တော့ဦးဇင်းတို့တက္ကရာမတွေစဉ်းစားခဏကိုတရားနာမယ်နိုင်ငံကျော်ဓမ္မဂရိကိုင်မကောက်ကဘာကျော်တဲ့ဓမ္မဂရိကိုင်ပဲဖြစ်နေပြီလို့တရားနာမယ်ခဏပလင်မုံမှာမိုက်ခရိုဖုန်းကင်ပြီးလူ3900ပြည့်တယ်ဆရာလုပ်ပြီးတရားဟောနေတဲ့ဘုန်းကြီးခဏကိုရွာပြန်သွားတရားနာမယ်မူလာတန်ကသင်ပေးတဲ့ဆရာမနဲ့တွေ့ရင်ခဏချင်းကြီးကိုကလေးစားတော့အယုံတည်ပေးရတော့မှန်ရဲ့လားဟုတ်အရှင်မြတ်ဘုန်းကြီးတွေဘာလို့နေပြီးတော့ဆရာမကဘာလို့အယုံတည်ပေးနေရတော့ဘာလို့လေးစားနေပြည့်တယ်သူတို့ရဲ့စေတနာမေတ္တာတွေကမှန်ကန်ခဲ့တော့ခဏချင်းကြီးသူတို့ကကိုယ့်ရဲ့ယုံတည်လေးစားမှုကိုမခံရဘူးလားတန်ပြန်တက်ရောက်မှုလေမှန်လားဒီနေ့ကတော့မဟုတ်တော့ဘူးတရားနာပြည့်တဲ့ဟိုကိုရန်တော့တင်ပေးတဲ့အကြောင်းသားလန့်10တန်းနဲ့လဲဆရာမနဲ့ပြည့်တဲ့ဆရာမနဲ့ရှောင်းလို့ဆရာမကလည်းတရားနာပြည့်တဲ့ဒီကျောင်းသားကိုတရားနာပြည့်တဲ့သူပတ်ဆိုင်ရရင်ပြီးရောလေမင်းအမေသာမျိုးကအောင်ကြကြဆေးလေးတော့ဘိန်းရှူဖိုးချသူ့လုံးမဟုတ်ဘူးမှန်လားသူပတ်ဆိုင်ရနေပြီးရပဲလေအဲ့လိုတပည့်သားမိပေါ်မှာစေတနာအပြည့်ကမထားခဲ့တော့ကိုရန်တော့ကျောင်းသား10တန်းနဲ့လဲရောက်တော့ပြည့်တဲ့လန့်ဆရာမနဲ့ရှောင်းဆရာမgetတော့ကျွန်တော်လည်းဒိုးပြီမှန်ရလားလေးသားမှုအပြည့်ကမခံစားရတော့ဘူးတရားနာပြည်ခဏဦးဇင်းတို့ဒါလေးကိုပြောပြတာဟုတ်ပြီနော်အဲ့ဒီတရားနာပြည်ဟိုဒါနဲ့ပတ်သက်လို့လည်းတရားနာပြည်ဟိုတရားနာပြည်အေယာဝတီတိုင်း2013ခုနှစ်ကတခါကြီးအေယာဝတီတိုင်းဖြစ်ခဲ့တယ်ရွာနာမည်တော့တက်မပြောတော့ဘူး2013ခုနှစ်ကအေယာဝတီတိုင်းကအစိုးရမူလတန်းကျောင်းမှာပြဿနာတက်ပြဿနာကဘာလဲဆိုတရားနာမယ်ဆရာမတွေကျူရှင်ပြလို့မြို့နယ်ပညာရေးမှူးကလာပြီးတော့ကွန်းဆင်းပြီးလေ့လာအဲ့တော့ဆရာမတွေကျူရှင်ပြတော့တရားနာမယ်ပညာရေးမှူးကကွန်းဆင်းပြီးလေ့လာတော့တရားနာမယ်မူလတန်းကျောင်းတစ်ကျောင်းမှာတရားနာမယ်ဆရာမဘယ်နှယောက်ရှိ6ယောက်အဲ့ဒါဘယ်နှယောက်ရှိသူငယ်တန်းက1ယောက်ပထမတန်းက1ယောက်ဒုတိယတန်းက1ယောက်တတိယတန်းက1ယောက်စတုတ္ထတန်းက1ယောက်ကျောင်းလို့ဆရာမကြီးနဲ့ဆိုတော့6ယောက်ရှိအဲ့ဒီနေ့ကျတရားနာပြည်တဲ့ပညာရေးမှူးကလာပြီးတော့ကွန်းဆင်းလေးလာဆရာမတို့ကျောင်းကဆရာမတွေအပြစ်မှကျူးရှင်ပြစားနေဆိုဟုတ်သလားပြည်တဲ့ပညာရေးမှူးကျတော့တယောက်မှမလိမ်ရဘူးဟုတ်ကဲ့ပါရှင်တဲ့ပညာရေးမှူးကျမတို့ပြမိပါတယ်ကောင်းပြီလည်းဆိုရင်ပထမဆုံးကျင်တဲ့1 in ပေးတယ်နောက်တစ်ခါဆရာမတို့ကျူးရှင်ပြရလို့အတန်ကြားရင်အလုပ်ရင်လည်းဖြုတ်မယ်နေရင်လည်းပြောင်းမယ်ပညာရေးမှူးကသတိပေးခဲ့ဟုတ်ကဲ့ပါရှင်ပညာရေးမှူးကြီးနောက်ကျမတို့ပညာကျူးရှင်မပြတော့ပါဘူးတဲ့
ဒါနဲ့ပတ်သက်လို့ပညာမှုစကားမဆက်ကျမတို့အခုလိုကျူရှင်ပြနေတာဟုတ်တဲ့ကျောင်းသားမိဘတွေကတိုင်တာလားဟိုကျောင်းကော်မတီတွေကတိုင်တာလားသို့မဟုတ်ရရွာအုပ်ချုပ်ရေးမှုကတိုင်တာလားလို့မေးလိုက်တယ်တရားနာမယ်အုပ်ချုပ်ရေးမှုကတိုင်တာလည်းမဟုတ်ဘူးကျောင်းသားမိဘတွေကတိုင်တာလည်းမဟုတ်ကျောင်းကော်မတီကတိုင်တာလည်းမဟုတ်ကျောင်းအုပ်ဆရာမကြီးကတိုင်သူကတိုင်အဲ့ဒါသူကတန်းဆရာမကကျူရှင်မရှိဘူးလားပထမတန်းကျူရှင်မရှိဘူးလားဒုတိယတန်းရှိတတိယတန်းရှိသတုထတန်းဒီတော့ပြိတ္တိကျူရှင်မရှိတဲ့ကျောင်းဆရာမကြီးကပြဿနာရှာပြီလေမှန်ရဲ့လားသူကတိုင်မှာမဟုတ်သူမှကျူရှင်မမရှိရဘူးဒါလည်းအဲ့ဒီဆရာမတွေအော်ဒီလိုလားမြင်မှုဒီလိုဆိုဟုတ်ကဲ့ပါရှင်ကျမတို့တလက်စာတဲ့နဲ့တိုင်စာဖွင့်လိုက်ပါဦးမယ်ကျမတို့ကြောင့်မိုးမလုံးမအောင်ရှင်လွန်ခဲ့တဲ့2နှစ်လောက်ကတည်းကသူ့ဝယ်မယ်ဆိုပြီးစုထားတဲ့ပတ်စံတွေကျောင်းဆရာမကြီးခဏချိန်ကြီးတစ်ချက်မှမဝယ်ရသေးပါဘူးညောင်မြစ်သူပုတ်တင်ပေါ်တယ်ဆိုတော့ဒါကိုပြောတယ်